ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနတ်တလူသာသနာပြုစခန်း၌73ရက်6လ69ခုနှစ်နံနက်ပိုင်းတွင်ဟောကြားတော်မူသောတရားတော်ဒီစခိုးပူသောဘုရားမရှောကြောကြရသောဒီပနာမကုသကစေနာတိကိုဤချမ်းသာခြင်းသိဤချမ်းသာခြင်းဆိုတာတော့ကာယဒုက္ခပုဒ္ဒဒုက္ခသာထာနာတို့ဖြင့်ပြုရတာဖြစ်လျက်ထိုချမ်းသာသောကိုချမ်းသာသောစိတ်တို့ဖြင့်လောကီလောကုတ္တရာမချာသောအကျိုးတရားတို့ကိုသိသောအကျိုးတော်နဲ့ရပြီလေဘုရားဖြစ်စေသောပုဒ္ဒါယဟန်တာတို့သာဆရာဖြစ်တော်မူပါတို့ရောက်ကြောင်းဖြစ်သောဘောဓိငါးမျိုးတို့တွင်တို့မြတ်တဲ့သောဘောဓိဟုဖြစ်နိဗ္ဗာန်တို့ဝင်ဆောင်နိုင်ရပါစေအာမန္တိပရမေနဘာထေနဗံဘာနာကတောဒီကောတထာပေလာသမယာသာမိလောကံကတောဒီလန္တေတာနိဗ္ဗာန်လေဒုတိယမဟာဝတ္တမေတ္တာရိတာနမောတတ္တပကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓါတာဓမ္မရဏံကိသာမိဓမ္မန္တရဏံကိသာမိသံဃန္တရဏံကိသာမိဒုတိယံဘိဗုဒ္ဓံရဏံကိသာမိဒုတိယံဘိဓမ္မန္တရဏံကိသာမိဒုတိယံဘိသံဃန္တရဏံကိသာမိတာတိယံဘိဗုဒ္ဓံရဏံကိသာမိတာတိယံဘိဓမ္မန္တရဏံကိသာမိတာတိယံဘိသံဃန္တရဏံကိသာမိတေကရဏကမနာမဟာပရိပုဏ္ဏအာနာတိဘာဒဝိရမဏုတေကရံနမရိယာမိအာဒေနာဒါနာဝိရမဏုတေကရံနမရိယာမိအာဓမ္မပရိယာဝိရမဏုတေကရံနမရိယာမိသောဘာဝရာဝိရမဏုတေကရံနမရိယာမိသောရမေရိယမေဇကမာတာဒါနာဝိရမဏုတေကရံနမရိယာမိဝိကာလဘောဓနာဝိရမဏုတေကရံနမရိယာမိမေသာတာဝရိတာဝိတုကာသာဒနာနာကန္တာဝိလေပနာအာရဏမန္တနာဝိဘုသနာဒါနာဝိရမဏုတေကရံနမရိယာမိသာတဝနာအာတဝနာဝိရမဏုတေကရံနမရိယာမိဧတမေပုညံမေကဖလယာနတာဝိပယောသောတုမေဘုရားတတိရောဘုရားတတိတော်မာဥဧတံပုညံယခုသောတိယာသောရဏကောသောမာမေစေပါသောသီလပုတ္တိယနေ့သုထာရသောယာမပုတ္တိယနေ့သာမရသောဘာဝနာပုတ္တိမေတ္တာဖလညာနာတမေညာပုညံအောင်ဝိပယော
ဒီသူပြုတာတော့အကြောင်းအထောက်ပံ့လေးဟောတုရှိပါစေတာဒီတိလာတွေကိုဖောက်တည်ပါမယ်လို့ခံယူပြီးလို့ပြောတဲ့အတိုင်းမလုပ်လို့ရှိရင်ပြီးသူဥပိ္ပစေတဲ့တာဝန်ရှိတယ်ဟင်ပြီးသူဥပိ္ပစေမှာတာဝန်ရှိတယ်ဆိုပါစို့စစ်မတိုက်ခြင်းနဲ့လူတယောက်ကိုလက်နဲ့ကိုတာမှုကထုတ်ပေးလိုက်တယ်အဲ့တော့ तू ကစစ်မှမတိုက်ခြင်းပဲကွမတိုက်ခြင်းတဲ့ပုဂ္ဂိုလ်ကိုဒီလက်နဲ့ကိုထုတ်ပေးလိုက်လို့ဒီလက်နဲ့ကြီးကို तू ကမယူမတိနဲ့ကြိုင်မယ်ပေါ်သားတာကြိုင်မယ်ငေးတင်ငင်းငံကြိုင်မယ်ဆိုလို့ဒီလက်နဲ့ကိုရန်သူလက်ထဲပါသွားရင်တမှုမှာလဲတောင်းရှိတယ်တောင်းမို့တို့ကဒီအပမာရတတိနဲ့တရဏဂုံလက်နဲ့ကိုပေးမဲ့ပုဂ္ဂိုလ်တွေအတွက်ဘလောက်တောင်းတစ်ချိန်တောင်းရုံနဲ့သူများဆိုလို့ဆိုတာနဲ့တူပါရဲ့ဆိုပေးသေးဘူးရနှစ်ကြိမ်ဆိုရင်တော့သူတို့တော်တော်လေးကိုစိတ်ပါလို့နှစ်ကြိမ်ထိတောင်းတာထင်ရဲ့နည်းနည်းစဉ်းစားလာတပြသုံးကြိမ်ဆိုရင်တော့သူတို့အင်မတိအင်မတန်ကိုသေနာပြင်းထန်လို့သုံးငါတောင်းတာပဲဆိုပြရတာအဲ့ဒါသုံးကြိမ်ဆိုရခြင်းရဲ့အကြောင်းပြသုံးကြိမ်ဘာကြောင့်ဆိုရတယ်လဲလို့မေးရင်ဖြေနေရမယ်ဟင်ဟုတ်ကလားဗျတို့တရဏဂုံရှိနေတဲ့ပုဂ္ဂိုလ်ကတရဏဂုံလက်နဲ့ကိုပေးထုတ်ပေးတယ်တရဏဂုံလက်နဲ့ကိုထုတ်ပြီးပေးပိုင်ခွင့်အာနာရှိတဲ့တို့တန်ဃာကပေးတဲ့အခါမှာယူသူကတောင်းပြီးပြစ်တလခထားမှာသို့လို့သုံးကြိမ်တောင်းလာတာဗျဟင်အဲ့လိုလဲသဘောပေါက်တာတခါတို့ဆိုတော့မာနောရမှာဝရမိတံဝရိတာဟုတ်ကဒါကတို့တရဏဂုံအတွက်ကိုပြောတာဗျအဲ့တော့တို့ပါဠိလိုတော့ရမှာဝရမိတံဝရိတာဗမာလိုတော့ပြင်အကျဉ်စကားကိုငါဆိုတော့မယ်ငါဆိုမဲ့စကားကိုတင်တကာတုံးမတော့လိုက်ဆိုကြလို့ပြောတာဘန်းဒီတုံးကတော့ဆိုတာပဲမဟုတ်ဘူးလားခုမှဘာလို့ဒီစကားပြောရတော့မေးရမှာပေါ့ဘန်းဒီတုံးကလည်းဘန်းဒီမဆိုခင်ရမှာဝရမိတံဝရိတာဆိုရမှာပဲလေဆိုလားဗျဘာလို့ဆိုတော့ခုတော့ဘာလို့ဆိုတော့ဟိုတရဏဂုံခံယူတဲ့အချိန်မှာစိတ်တပူတပါသွားမှာဆိုလို့တတိပေးတာရမှာဝရမိတံဝရိတာဆိုပါဠိလိုပြောတာပမာလုံးငါဆိုသလိုလိုက်ဆိုလို့ပြောတာအဲ့တော့ရမှာဝရမိတံဝရိတာဆိုငါဆိုသလိုလိုက်ဆိုလို့ပြောတာပဲလို့ဒီလောက်တော့တို့ဘက်ကသဘောပေါက်တာခုနအာဟံဗန္တိတိတရဏတာအထင်ကသမ္ပါနာကတံဘောတရာပိလဒါအကုန်လုံးတော့လုံးစီပါစီရမှာမဟုတ်သို့သောတို့တက္ကရာမများဘက်ကအဲ့ဒီအဟံဗန္တိဆိုနေတဲ့ချိန်ကြရင်တပည့်တော်သုံးမို့တပည့်တော်မှာတရဏဂုံသုံးပါးနဲ့၈ပါးဘောတိခါဘုကိုပြီးတော်မူပါဗျာသုံးမို့ငါတရဏဂုံနဲ့၅ပါးပါဗျာ၉ပါးပါဗျာ၁၀ပါးပါဗျာဒီလောက်တော့သေရနာပါမယ်ဆိုနေကြမှုဆိုတာမျိုးဖြစ်စီအောင်ဆိုနေကြမှုဆိုတာမျိုးကြတော့ဆိုတော့ငါတဲ့ကသေရနာမပါပဲနဲ့ဘယ်လိုလုပ်ပြီးဒီတိလာတွေမြဲမှာတော့မိယုဖလားဘုန်းကြီးရရှိရဆိုလို့နောက်ကလိုက်ဆိုတာမျိုးမဖြစ်စေရဘူးလေဟုတ်ကလားအဲ့တော့အဟံပန်နေဆိုတဲ့ကာလကြာရင်ခုနတို့ပြောသလိုလုံးကြီးပတ်စီမသိတဲ့အောင်ဖရာတပည့်တော်တရဏဂုံသုံးပါးနဲ့၈ပါးသောတိခါဘုပြီးတော်မူပါဖရာသိချရတော့ပါနှလုံးသွင်းရမယ်ဖရာတပည့်တော်မှာတရဏဂုံသုံးပါးနဲ့၈ပါးသောတိခါဘုပြီးတော်မူပါဖရာဒီလောက်တော့ပါမဟဲ့အာမန်ဒီဆိုတဲ့ခါလေရမှာဝရမိတံဝရိတာဆိုရင်သူတို့ငါဆိုသူတို့လိုက်ဆိုလို့ပြောတာပဲဒီလောက်တော့သဘောပေါက်လုံးစီပါသေးတော့ခုဒီပုဂ္ဂိုလ်တွေသဘောပေါက်နိုင်တော့ဘူးဟောတော့သာသနာနဲ့ဝေးနေကြပြီကိုဒီလောက်တော့သဘောပေါက်ရမယ်အဲ့တော့ဘာဖြစ်လို့ခုမှငါဆိုသူတို့လိုက်ဆိုလို့တတိပေးတယ်လေလို့မေးစရာရှိတော့ဟိုတရဏဂုံခံယူတဲ့အချိန်မှာစိတ်တခြားသွားနေရင်မတည်ဘူးကိုယ်နဲ့နှုတ်နဲ့ဒီမရမှာမဟုတ်မနှောမှာဒီမရမှာမဟုတ်ဘူးလားအဲ့တော့ဒီမနှောလေးခေါ်တဲ့စိတ်ကလေးကဗုဒ္ဓံတရဏံကိသာမိဆိုပါဇက်ကဆိုနေတယ်ကွယ်အေးစိတ်တန်ရောက်နေမတည်ဘူးဓမ္မတရဏံကိသာမိစိတ်ကအိမ်ပြေးနေပြီမရဘူးစမှမတည်ပဲနဲ့အရင်မှမရှိဘယ်လိုလုပ်ပြီးအမြတ်ထွက်အောင်ပွားလို့ရမှာလဲတော့ဟုတ်ကလားအဲ့တော့အမြတ်ထွက်အောင်ပွားဖို့ဆိုတာစကလေးကအရင်တည်ကြီးကပေချအောင်လို့ကိုရောနှုတ်ရောစိတ်ရော
တို့နှုတ်ကပွားတယ်ဆိုနှုတ်မှာပေါ့ကွယ်သုံးခုလုံးသုံးနေရမယ်ဟဲ့အဲ့လိုသုံးပြီးခြင်းလို့ဒီရမှာဗရာမေတ္တဝရိထာနဲ့တတိပြီးတာဟုတ်ကလားဟဲ့ဟင်တို့အဲ့လိုလဲသဘောပေါက်ရမယ်ဟဲ့အဲ့တော့ဒီတရဏဂုံကြတော့ဒုတိယမိတ္တတရားမိပြီးတာကြတော့ဟိုအဟံပန်းဒီသုံးချိန်နဲ့မတူဟဲ့အဟံပန်းဒီသုံးချိန်ကတော့ဒုနဲ့ဆိုင်မပြဟင်ဒုတိယမိတ္တတရားမိတရဏဂုံကြတော့ဒုတခါတခါမတွေနဲ့ဆိုင်မပြဟင်ဒုကနေဒီလိုပြောနေတော့လည်းဗုဒ္ဓံတရဏံကိသာမိလိုက်ဆိုတဲ့သူပါသွားမယ်တစ်ချိန်မတည်ဘူးအဲ့တော့တစ်ချိန်မတည်တစ်ချိန်တည်အောင်လို့အဲ့ဒီမှာကြတော့ဒုတခါဓမ္မတွေတော့သုံးချိန်တည်ဆိုရတို့ဟိုသိဝင်တော့ဟိုကမဝမဖတ်ဘူးလားသုံးဆိုင်ဖတ်ရတာလေဒီဆိုင်နဲ့ဒီယဟန်မဖြစ်ခဲ့ရင်ဒုတိယဆိုင်နဲ့ဖြစ်အောင်ပေါ့ဟင်ဒုတိယဆိုင်နဲ့ယဟန်မဖြစ်ရင်တတိယဆိုင်နဲ့ကြတော့ဧကံဖြစ်အောင်ဆိုပြီးတော့ယဟန်များသိဝင်တဲ့အခါသုံးချိန်ကမဝရောရတယ်လို့ပဲတို့ဒီမှာလေတရဏဂုံတင်တာကိုသုံးချိန်တင်ရတာဗျအဲ့ဒါတို့တရားဓမ္မတွေတွေ့ဗျတကယ်လို့များတာဗုဒ္ဓတရဏံကိသာမိဆိုတဲ့စိတ်ကလေးပါနေဓမ္မတရဏံကိသာမိစိတ်ကလေးပါကတ်နေပြီသံဃာတရဏံကိသာမိစိတ်ကလေးလည်းပါနေပြီဆိုရင်တော့တစ်ချိန်နဲ့တင်တည်ပါတယ်ဟင်ပြေးကြပါတယ်အဲ့လိုဖြစ်အောင်လေတို့ကကြိုးစားဟင်ဒါတရဏဂုံတည်တာလေတည်ပြီးမှသာပွားလို့ရမှာမဟုတ်ဘူးလားတို့မို့တဏ္ဍာကရှိရနေတရဏဂုံကိုပေးပိုင်ဝင်ရှိတဲ့အာနာရှိတဲ့တဏ္ဍာကရှိရနေဟိုတရဏဂုံတစ်လုံးပြီးတစ်လုံးအရေးတည်ပေးလိုက်တာတည်ပေးလိုက်တယ်ဆိုတော့တည်ပေးလိုက်တာတူတူမဟုတ်ဘူးလားဒါလေးကိုတို့ကပွားရမှာမဟုတ်ဘူးလားဒီပတိနဲ့ပွားရင်ပတိတပတ်လေးရင်တရဏဂုံတရားရှင်းလုံးမဟုတ်ဘူးလားပရိသေဘဆိုရင်တရဏဂုံတို့ဘလောက်တို့ဟိ1080မဟုတ်ဘူးလားအဲ့လိုပွားခိုင်းတာကွယ်အဲ့လိုပွားရအောင်လို့တည်ပေးလိုက်တာဒါအရင်တည်းခေါ်တယ်ဟင်အဲ့ဒီမှာမေ့ကြီးလိုက်လာမှာသို့လို့ရမှာဝရမင်းနဲ့တို့တတိပေးတာဟုတ်ကလားဗျာအဲ့တော့တို့ဒီတရဏဂုံမပေးမိကြတော့နမောတတကခမည်းတော်ကိုဘုရားအာယုံပြုခိုင်းတာဟင်ဘာဖြစ်လို့တော့တရဏဂုံသုံးပါးရဲ့ပိုင်းခြင်းပြီးဘုရားမဟုတ်ဘူးလားဘုရားပွင့်မှာတရားပေါ်သည်တရားတော်ကိုကျင့်မှတန်ခါတယ်ဘုရားကတက္ကရိတရား3ခုနှစ်ကဆုံးလာပြီပေါ်လာတယ်တရားတော်ကသတုတ္တတတ္တဖြစ်တဲ့ကျရဏကရရွှေရင်ကြမှာပေါ်တာမဟုတ်ဘူးလားတန်ခါကဝါဆိုလာပြီးနေကြမှာပေါ်တာမဟုတ်ဘူးလားဟင်ဘုရားပွင့်မှာတရားပေါ်တာတယ်ဟင်ကျရဏကရရွှေဟိုအဘိဓမ္မာခုနှစ်ကျမ်းစီဖြန်းမှာဒီတရားတော်တွေအလုံးပွင့်တာမဟုတ်ဘူးလားကျောင်းတော်6ပါးနေတော့ပါလေအဲ့တော့တရားတော်ကသတုတ္တတတ္တ28ရဲ့မြောက်ကြမှာလေဟုတ်ကလားဟိတန်ခါကဟိုတင်သာဝကီတို့ကဝါဆိုလာပြီးနေမှာမဟုတ်ဘူးလားအဲ့တော့ဘုရားပွင့်မှာတရားပေါ်တာဗျဒီတရားတော်တိုင်းလိုက်နာခြင်းလုံးမတန်ခါပေါ်တာမဟုတ်ဘူးလားဟိအဲ့တော့ဒီဘုရားတဲ့တရားတဲ့တန်ခါတဲ့ဒီသုံးခုရဲ့ပိုင်ရှင်သည်ဘယ်သူတော်ဘုရားမဟုတ်ဘူးလားတောင်းမို့ဒီတရဏဂုံသုံးပါးခိုင်တော်မှဆိုင်ဘုရားကိုအရင်အာယုံပြုခိုင်းတာဗျနမောတတကအဲ့ဒါလေးနမောတတဆိုရင်တို့ကဘုရားအာယုံပြုဗျဘုရားအာယုံမပြုဘဲနဲ့ဆိုရင်တို့ရတော့ဆိုနမောတတအပြီးပြင်ဖို့ဖြစ်သွားတယ်တို့ရင်ငါအရင်တို့ထင်တယ်ဘယ်လိုနမောတတအပြီးပြင်ဖို့ဖြစ်သွားလိမ့်မယ်ထင်တယ်ဟင်နမောတတဘုံကြီးကြီးဆိုတော့သုံးခေါက်ကိုတာလို့လိုက်ရတယ်လို့ကြီးပဲဟင်တို့ရင်ငါပန်းဝင်အောင်အော်တာပဲထင်တယ်ဟုတ်တယ်ဟင်နမောတတအပြီးပြင်ဖို့တော့မလုပ်ကြနဲ့ဟင်အဲ့တော့ဗုဒ္ဓံတရဏံတို့နမောတတဆိုရင်ဘုရားကိုအာယုံပြုဟင်သူကဘုရားကုံကိုချီးကျူးလိုက်တာကွဘဂဝါတော်ဘုံတော်6ပါးနဲ့ပြည့်စုံတော်မူသောရှင်တော်မြတ်ဘုရားဒါလည်းဘုရားကုံချီးကျူးတာတယ်နော်အဲ့ဒါဟာတော့လူမင်းနာမင်းပြမမင်းတို့ပူဇော်သူကိုခံတော်မူလိုက်တော်ဘုရားဒါလည်းဘုရားကုံတင်တယ်ဟဲ့သမ္မာသမ္ဗုဒ္ဓတသစ္စာလေးပါးတရားမန်ကိုမဖောက်မပြန်တရားမုံညာဖြင့်မိမိအလိုလိုကိုယ်တော်တိုင်းထိုးထွင်းပြီးတော်မူတော်ဘုရားဒါတင်တယ်ဟဲ့ဒါပြီးမှတတ်မှထိုကဲ့သို့ဂုံပေါင်းနေပြည်တော်မူတော်ရှင်တော်မြတ်ဘုရားနမောဘုရားတပည့်တော်ရှိခိုးပါတယ်ဘုရားနမောဘုရားတပည့်တော်မှာရှိခိုးပါတယ်ဘုရားဒါမဟုတ်ဘူးလားတို့ဘုရားရှင်လက်ထက်တုန်းကတော့တရားမင်းကြီးသကောင်းရန်ရှင်ကြွလာရင်အဲ့ဒါနဲ့ရှိခိုးတခါတဲ့ရှင်မာသာရိပုတ္တကိုတော့ကြီးလေကြားဘူးပါတယ်တရားမင်းလည်းကြားဘူးပါတယ်သူတို့နှစ်ဦးအထူးဆုံးပါပဲဘုရားကိုယူတည်တဲ့နေရာလေခန္ဓာကုတိတိုက်တော်တဲ့ဝင်လာတဲ့ခြေလေးကိုတလှမ်းခြင်းလေးနဲ့လောက်ကလေးချီဟင်အဲ့ဒီသူတို့ချီးနေတဲ့အချိန်မတ်တရနေတဲ့အချိန်ကျတော့ရင်ညွန့်မှာထားရတယ်။ဘာဖြစ်လို့တော့
ဖရာရဲ့ယရနာကိုအသေးပြင်မှာတင်၍ဟိရှိခိုးတဲ့ခါကျတော့ကောမောမှာထားရတယ်ဘာဖြစ်လို့အများဆုံးဖြစ်တဲ့ဥထိတ်မှာဖရာကိုအာယုံပြုပြီးရှိခိုးတာဟိကာရဝပြုတဲ့ခါကျရေညွန့်ပါလေအဲ့ဒါကာနာဂုတိတိုက်ဝင်စားတဲ့တလှမ်းခြင်းလေးကျေးကျဲနိုင်ရင်ကိုယ်ယူကာယကြီးမဟုတ်တာတွေကုန်ပေါ်ကုန်မှာပေါ့ဟုတ်ဟိတလှမ်းခြင်းလေးယူတည်သောအားဖြင့်အဲ့လိုလေးသွားပြီးတော့တင်းတင်းလျောက်ပတ်တဲ့အရာဟင်နောက်ကလည်းမဖြစ်သေးရဘေးနဲ့လည်းမဖြစ်သေးရဟုတ်ကဲ့ရှိတဲ့ကြီးလည်းမဖြစ်သေးရလေထက်ကလည်းမဖြစ်သေးရလေအောက်ကလည်းကြာမလေပြီးတော့မနီလုံးမဝေးလုံးဖြစ်တဲ့9000လောက်ကအဲဒီကခြေကိုရပြီးတော့အသေးအပြင်းမှာဖရာကိုမနောတကလေးနဲ့ပူဇော်ပြီးတော့ဒီလိုလေးခြေကိုရပြီးတော့ဒီနမောတတကိုတရားမင်းကြီးကခိုးတဲ့ဗျဒါတရားဥဒန်းလို့ခေါ်တယ်သာသနာကြတော့လေတရားမင်းကြီးအဲ့ဒါလာတိုင်းတကောင်ရချင်းလာရင်အဲ့လိုလေးခြေစုံရရှိကာရဝပြုဒါပြီးမှရှိခိုးတာကြတော့ထီကြီး၅ပါးနဲ့ထင်တယ်ဟင်ရှိခေတုံကတော့မတရပြီးကာရဝပြုတစ်ချိန်ရှိခိုးတခါပြန်ထမတရကာရဝပြုတစ်ချိန်ရှိခိုးတာကမှန်ချတာဒါကအယူတည်ပြုတာဟင်ဒီကွာကမှန်ချတာဟင်နိမလာငါမလာခေါင်းထောင်နေအယူခေါင်းကြီးကြိုက်တော့လှုပ်ချင်တာလှုပ်ပါတော့ပြောတာတယ်နဲ့ဟုတ်ကလားဟုတ်ပါတယ်ဆိုမဟုတ်ပါဘူးရဲ့လို့ပဲနဲ့ဟင်မှန်ချလိုက်တာတို့လူရင်းကြတော့ခေါင်းထောင်ထားတာမဟုတ်ဘူးလားမင်းလုံရင်ငါချမှာဟုတ်ခုဒါကြတော့မဟုတ်ဖရာရဲ့ခြေတော်ထိတ်ကိုဒါလည်းဥတိုက်ထားတော့တာလေမှန်ချတာပဲရှိသမျှကိုရှိသမျှစိတ်အကုန်လုံးဖရာချင်းကိုအလိုက်တော့တာလေအဲ့ဒါကမှန်ချတာကတော့ရှိခိုးတာကဒီဒါကဘာတော်ပြုတာအယူတည်ပြုတာတို့စိတ်နဲ့ပြောရင်တော့သလူရိုက်တာဟုတ်တယ်နော်ဘိုးကြီးတို့သလူရိုက်တာထင်တယ်ဗတ်ဟုတ်ဟင်အဲ့တော့ရှိခိကကလားတွေရှိခိုးတာလေဒီလိုပဲမတ်တတစ်ချိန်ဒါပြီးထိုင်ဒါပြီးမတ်တတစ်ချိန်ဒါပြီးထိုင်ဒါပြီးမတ်တတစ်ချိန်ဒါပြီးထိုင်အဲ့ဒါတရားမင်းကြီးအဲ့လိုရှိခိုးတာတို့တော့ခုတော့ပြင်းတော့ဒါနဲ့ပဲကုန်ပြီးသွားတာတဲ့ဟိုโอเคကြီးကမကြိုက်ဘူးဖြာလန်းကချတာပေါ့လေခုတော့ကဖြာလန်းကချတာတရားမင်းကြီးရဲ့လိုပဲဟိုပါကြာမှာဆိုတော့ဖြာလန်းကချတာထင်တယ်အဲ့လိုဒါကတော့ပြောတာဟိုကချစ်ခိုးတာကမှန်ချတာမှန်လျှော့မှန်လျှော့ချလိုက်တာပြီးတော့ထီကြီး၅ပါးတဲ့နဖူးနဲ့ကြမ်းဖြင့်တတောင်လက်နဲ့ကြမ်းဖြင့်တတောင်နဲ့ကြမ်းဖြင့်ပြီးတော့နဖူးနဲ့လက်တတောင်နဲ့ဒူးအဲ့လိုထီတော့ဒါလေးကြည့်လိုက်ရင်အယုံကျိုးပြကလေးထင်တယ်သူ့မို့ဝက်တုတ်ကလေးပေါ့တုတ်ထားပေါ့ဟုတ်ဗျာအယုံကျိုးပြကလေးအဲ့ဒါမှန်လျှော့ကိုတောင်းကြီးမဖြစ်သေးနဲ့မှန်လျှော့ထားပါတယ်ဆိုမှအယုံနာကျိုးဖြတ်ချတော့အဲ့လိုပုံမုံလေးမဟုတ်လားတီးကြီး၅ပါးဆိုတာတို့အဲ့ဒီတီးကြီး၅ပါးကြောင့်တို့မှန်တဲ့နေတာတို့ပฏิပန်နေယူပြီးတော့တာတော့ဂျင်းတက်ကြီးလို့တဲ့ဂျင်းတက်ကြီးမှာဘူးလေးတွေမရှိဘူးလားထိတ်မှာခေါင်းဖြစ်မဲ့နေရာပြောင်းမှုဒီလေးလို့ဘူးလေးလက်နှစ်ဖက်ထွက်မဲ့နေရာလဲဘူးလေးနှစ်ဘူးခြေချောင်းထွက်ရမလဲဘူးလေးနှစ်ဘူးအဲ့ဒါလေးနဲ့ဒီပြီးတော့မှကိုကောင်းရဲ့လက်ရဲ့ခြေရဲ့အဲ့တော့ခြားရင်ငါလက်ပြီးနဲ့ထိုးရငါခြေတော့နဲ့ကန်ရနဲ့အဲ့ဒီပထမအရင်တည်ထားတဲ့ဒီကြီး၅ပါးနဲ့ကျွတ်တူကဘာလို့ထားငါကိုယ်ကောင်းပြစ်တိုက်လေးရတော့တခါမှမပြောဟုတ်တယ်နဲ့ဟုတ်ပါဘူးတကယ်လို့အဲ့ဒီလက်နှစ်ဖက်လည်းဖြုတ်ခေါင်းလည်းဖြတ်ခြေလည်းဖြတ်ရင်အဲ့ကိုကြီးလည်းဘာမှမရှိဘူးဒီ၅ခုရှိလို့မှန်ရှိတာထင်တယ်ဟုတ်လားဟိဟုတ်ပါဗျာအဲ့ဒီဒီကြီး၅ပါးကိုအကုန်လုံးဝက်တုတ်ကလေးလိုဖြစ်အောင်လုပ်ပြီးတော့ကိုမှန်ချလိုက်တာတောင်တို့ဒီကြီး၅ပါးလို့လည်းခေါ်တယ်ထီကြီး၅ပါးလို့လည်းခေါ်အဲ့ဒါကမှန်လျှော့တာဒါကကာရဝပြုတာအဲ့တော့တရားမင်းကြီးကအဲ့လိုကာရဝပြုပြီးမှသူနာရရှိတဲ့တရားဆိုလဲနာတယ်မေးပြရရှိတဲ့ကိစ္စဆိုလဲအဲ့ဒီမှာမေးတာတောင်နမောတတပြီးတရားဥဒံလို့ဆိုတယ်ဘုရားရှင်ကိုချီးကျူးဂုဏ်ပြုတဲ့တရားဥဒံလေဒါဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကြောတာမဟုတ်လားသို့မဟုတ်ဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုဥဒံပြုပြီးတော့ကြောတာမဟုတ်လားဟုတ်ကလားဗျတောင်တရားဥဒံအဲ့တော့တို့ကတော့ဒီတရဏဂုံ၃ပါးရဲ့ပိုင်ရှင်အစ်စ်ဖြစ်လို့
အဲ့တော့သူ့တရဏတကိုနေကိုတို့ကပြီးတော့မယ်ကြံရင်ဟုတ်ကလားဟင်အဲ့တော့ဒီတရဏဂုံဖရာရဲ့တရဏဂုံဖရာပိုင်းနဲ့ဓမ္မတရဏဂုံဖရာပိုင်းနဲ့တန်ခါတရဏဂုံကိုဖရာကိုသာတို့ကပြီးတော့မှကြံဖရာကိုအာယုံပြုအောင်လို့ခိုင်းတာနမောတတဟင်ဟုတ်ကလားဖရာအာယုံပြုခိုင်းပြီးမှရောဆိုပြီးတာဗျဟင်အဲ့တော့နမောတတဆိုရင်တို့ကဖရာကုံအာယုံပြုပြီးမှဆိုပါဟောမယူခင်ကလည်းရမှာဝရမိတံဝရိထနဲ့တတိပြီးပြီးမှပြီးတာနော်ယူပြီးဗျာနော်လေဟောရတိတရဏကမနာမဟာပရိပုံနာဒါနဲ့တတိထပေးတယ်နဲ့ဟုတ်နော်ဒါကမကြည်နာသေးဘူးတိလာပြီးပြီးထပ်ပေးဦးမှာခဏတော့အဲဒီတရဏဂုံနဲ့ပတ်တယ်သုံးချိန်ခဏတော့တတိပြီးမှာခုဒါတော့တရဏဂုံရဲ့အဝင်နဲ့အထွက်တယ်နဲ့အဲ့တော့မိဘကသူ့မှာရှိထားတဲ့ယရနာလေးဟင်သူ့မှာရှိထားတဲ့ယရနာလေးကိုကိုသားလေးတွေသမီးလေးတွေကအရွယ်ရောက်လာပြီဝတ်ကျင်စားခြင်းသိပေါ်လာပြီသူများတွေနဲ့တန်းတူယရနာလေးတွေဆွဲကျင်ကြတယ်အဲ့တော့ဆွဲကျင်တော့မိဘများကဒီယရနာလေးကိုသင်တော့မယ်ကျန်လဲဒါလေးမပြောက်ပြက်သေးနဲ့နော်ပေချာသိနော်ယူသေးသေးနော်ဘောင်းတော့ယရနာဆိုသူများခိုးတတ်တယ်ဟင်ကိုလိုပဲသူများလည်းကြိုက်တာပဲအဲ့တော့ဒီယရနာသူများခိုးမှာဆိုလို့မိဘသည်ဒီယရနာကိုဆွဲတဲ့အချိန်ကြတော့လေစိတ်မချလို့တွတ်မှာတယ်လို့ပဲဟင်တဏှာဆွဲပြီးနောက်ပိုင်းတော့လေဒီဟာလေးဒီယရနာလေးကိုတော့ပူစုပက်တဲ့နဲ့အိယာဘေးချုပ်ပြစ်လို့ပြစ်ထားတပွဲဘောချုပ်ပုံလို့ပုံထားဆိုသူများခိုးမသွားပေဘူးလားအဲ့တော့မိဘကတော့ကိုသမီးလေးဝတ်သေးခြင်းလို့ဟဲ့ကိုသားလေးဝတ်သေးခြင်းလို့ဟဲ့သုံးသေးခြင်းလို့ပြီးတာကိုသားကိုသမီးကအဲ့လိုပြစ်တဲ့လက်ကပြစ်ထားရင်သူများလက်ထဲရောက်ရင်မိဘပဲဖိချမ်းနာမလဲတောင်းပြီးပြီးနောက်တော့ဒီတိုင်းပဲထင်တယ်ဟင်တရဏဂုံပြီးပြီးနောက်လေဒီတိုင်းပဲတတိပေးတာမဟုတ်ဘူးလားစိတ်မချလုံးလို့ဒီယရနာလေးတွေပျောက်မှာဆိုလို့တောင်းတရဏဂုံအရေးကြီးလုံးလို့အဝင်လည်းပြီးတယ်အထွက်လည်းပြီးတယ်ဗျတတိပေးပြီးတော့မှတရဏဂုံမပြီးခင်လည်းတတိပေးတယ်ထင်တယ်တရဏဂုံပြီးပြီးနောက်လည်းတတိပေးဗျဟင်ပျောက်မှာဆိုလို့သူကတော့တော်လေးကြိုင်တော့ထေရန်ချိတ်ထားလိမ့်မယ်ထင်လားဆွဲပါမလားအိပ်ပြောနေတော့ဟင်ဟုတ်ကဲ့အိပ်ပြောလို့တော့တို့ဘာလို့ဟင်ကျန်နာကြီးဘေးနာပုံထားလိမ့်မယ်တူပါတယ်ဟင်သွားလဲတို့ရေဟိုငကဆိုရင်လည်းဟိုသွားလဲနာမှာမြဲထင်တယ်ဟိဒီစားတော့ဟောဟိဟိုအိပ်တော့ဟောဟိဘယ်ချင်းချွတ်တုံးဟိအဲ့ဒီတိုင်တို့ဒီတတိလေးနဲ့ဒီတရဏဂုံသုံးပါးတပါးပါကိုလဲစားသွားနာနေအဲ့လိုလေးနားမှာကတ်နေတဲ့ငကကလေးတို့ဖြစ်ဖြစ်ချင်တာတောင်းမတရီပေးတာဟင်တို့ဒီဟိုယရနာကိုတို့ပေးထားတာလေးကိုတို့ကအမှုမဲ့မှမဲ့နေအတွေးတစ်ချက်ပေါ်ရင်တစ်ခါပြောက်မှာပဲအတွေးကလည်းအမြဲချောင်းနေတာဟင်အတွေးတစ်ချက်ပေါ်ရင်တစ်ခါပြောက်မှာပေါ့ပြောက်မှာသို့လို့တောင်းမဒီလောက်ဒီတို့တတိပေးကြတာရဲ့ဗျာဟင်တရဏဂုံမှာအဝင်ရောထွက်ရောထင်တယ်အရေးကြီးလုံးလို့ကဲတီလာယူကြသို့ဟင်နေတိုင်းကြတော့၅ပါးထင်ဗျာအဲ့ဒါအာမဘာလေးခန်းလေးဖြစ်သေးမခန်းလေးဖြစ်သေးလူဖြစ်ရင်သောက်တည်ရမယ်တီလား၅ပါးသိတာပေါ့လေဘာဖြစ်လို့တော့တရိစ္ဆာန်နဲ့လူနယ်ကြားကိုသီယူတာတဲ့အချင်းအဲ့ဒါတိဆံကငါကြိုက်ရင်ကြိုက်သူလိုက်တာပဲထင်တယ်ဘသူဘာဖြစ်နေထင်တယ်ငါမကြိုက်တော့မကြိုက်သူလိုက်တိုက်ခိုက်တာထင်တယ်ဘသူဘာဖြစ်နေကိုချင်းစားသလားဟိတနာသလားမေတ္တာသိရှိသလားရှိဘူးတန်လို့ရှိဘူးဖာကြီးမူရတဲ့သူ့ဘိုက်ထားတော့သားတာပဲဖာကလေးရှိကမြေလေရွယ်နဲ့ဘလောက်ပဲတောင်းမှန်နေလွတ်ဖူးဗျတခါတည်းကြွက်ကြီးကဘလောက်ပဲတို့ရှိရတောင်းမှနေရကြောင်းကြီးကနောက်ကတကြွနဲ့လွတ်ဖူးဗျလွတ်လားဗျသူကြိုက်ပြီးရောပဲဒါတိခါချင်းတစ်ဖက်သားသူလည်းငါလိုပဲသူ့ဘဝလေးနှမျိုးရှာမှာပဲဆိုသူ့ကိုယ်နဲ့တကူချင်းစားတာမရှိဘူးကိုချင်းစားဆိုကိုနဲ့တကူချင်းစားရတယ်ပြီးတော့ဘာလို့အရှုံးမြတ်တွဲရတယ်ဟုတ်ကလားဟဲ့အဲ့တော့ဒိဋ္ဌာန်နေမှာကိုချင်းစားသိမရှိဘူးသူ့ကိုယ်နဲ့တကူချင်းထောင်းပြီးတော့သူနဲ့တန်းတူထောင်း
သူသားနဲ့သူညာသားဓာတ်လို့မထောင်းသူသမီးနဲ့သူညာသမီးဓာတ်လို့မထောင်းဟုတ်ကလားတတိဆံသိဟင်တိဆံသိအဲ့တော့တို့လူကြရေဒီတိဆံသိကပါတဲ့ညီနေတရိုက်ဒီဝါဒနာတွေကိုတားပြီးတော့အပြင်ဒီပီလာပြီးငါးပါးပီလာပြီးလူနဲ့တိဆံကြရဲ့စီယိုးပဲရှိသေးဟုတ်ကလားဟင်လူချင်းနဲ့တိဆံချင်းခွဲကြတဲ့နေရာမဟုတ်ဘူးလားမှန်ပါဗျာဟင်ဒါလေးပဲရှိသေးတယ်အဲ့တော့တို့အဲ့ဒီမှာကြတော့၅ပါးပေးကြည့်ရည်အများကြီးပါပဲတို့တော့၅ပါးပေးထားပါဘာဖြစ်လို့တို့အာယုံ၅ပါးကိုဘေးကင်းကင်းရန်ကင်းကင်းနဲ့ခံစားတတ်ရအောင်လို့၅ပါးပေးထားပါဟုတ်ကလားအဲ့တော့သူတိလာကိုပြောရင်ကာမတိလာလို့ပြောသူဟုတ်ကလားဟင်လူဘဝနဲ့နှုတ်တို့ဒါနကပဲဆုံးမှာတော့လူဘဝနဲ့နာဘဝထင်တယ်အဲ့တော့လူဘဝကိုလူသိစဉ်ခံစားတဲ့နေရာလဲဘေးကင်းရန်ကင်းနဲ့ဟင်သူ့ရဲ့ကံရှင်ကံတတ္တိရှိသလောက်အကျိုးခံစားခွင့်အသက်နေထိုင်ခွင့်အဲ့ဒါရှိဖို့ရအတွက်ဒီ၅ပါးတိလာယူရတာထင်တယ်ဟင်နတ်ပြည်ရောက်လို့ရှင်လည်းဒီလိုပဲဘေးကင်းရန်ကင်းနဲ့နတ်သိစဉ်ကိုတို့ကံရှင်တတ္တိရှိသလောက်သေနာရှင်တတ္တိရှိသလောက်သွားခံစားတဲ့နေရာမှာတက်တန်းရဖြစ်စေဒီဝါရဖြစ်စေအနှောက်တာကင်းလေးနဲ့မကြောက်မကြမတောင်းမတခံစားအောင်လို့ဒီတိလာကိုယူတာတောင်းမတို့မှာကာမအာယုံကိုခံစားဖို့ရာအတွက်ကျင့်ရတဲ့သိက္ခာပုဖြစ်လို့၅ပါးပေးထားတာတို့ဒီကနေ့တော့သာသနာနယ်မြေရောက်တော့မဂ္ဂင်၈ပါးနဲ့တို့မက်ဖို့နိဗ္ဗာန်ကိုသွားမှာဖြစ်တဲ့အတွက်၈ပါးပေးတာတို့တော့ဒီကနေ့၈ပါးမကဘူးနိစ္စဂီတကိုတွဲ2ပါးကိုပေါင်းပေးထားရှိတဲ့တိုင်းပြီးရင်9ပါးဖြစ်ရမှာပေါ့ဟုတ်ကလားဟို10ပါးတွေကငွေကိုနှုတ်ပြီးတော့လေဟင်ဟိုငွေပါ10ပါးဆိုရင်ဒါအရိယသီလမဟုတ်ဘူးလားအရိယကျတော့အဲ့ဒါပဲအခုတို့ဒါကျတော့ဗြဟ္မသီလကာမကလုံနောက်တာမဟုတ်လားဟင်အဗြဟ္မသိက္ခာပုဂ္ဂိုလ်ဟိုတို့ထင်ရမှာထင်တယ်ဟိဟင်အဲ့မများတော့မေရုံချင်းကိုရှောင်းရတဲ့သီလဖြစ်တဲ့အတွက်တို့ဒါကဗြဟ္မသီလဟင်အဲ့တော့ဒီဗြဟ္မသီလကိုဘာဖြစ်လို့9ပါးရှိတာတော့10ပါးပေါင်းပေးထားတယ်လို့10ပါးဘာလို့ကန့်တတ်ထားတယ်လဲဆိုမဂ္ဂင်10ပါးနဲ့တို့သွားအောင်မှာမို့ဟုတ်ကလားဟင်မဂ္ဂင်10ပါးနဲ့သွားအောင်မှာမို့အဲ့တရဏဂုံ3ပါးအပမရတတိနဲ့ရှုအဲ့တစ်ချက်မှရင်တစ်ချက်ကိလေသာငြိမ်းသွားတာတယ်ဟဲ့ဟုတ်ကလားအဲ့ဒါတစ်ချက်မှရင်တစ်ချက်အိမ်မှတ်နေတာလေးပြီးလေ့ကျင့်နေတာသီလမဟုတ်ဘူးလားအဲ့ဒါပိဋကမဟုတ်ဘူးလားအဲ့ဒါပိဋကတင်းနေတာပိဋကတင်းနေတာတစ်ချက်မှရင်တစ်ခါပိဋကတင်းနေတာအဲ့ဒါကျင့်နေတာနဲ့ပိဋကလူပေါ့အဲ့ဒါသီလပိဋကအဲ့ဒါတစ်ချက်မှတော့တစ်ချက်ပတိကမှတ်နာသီကမှတ်တဲ့နေရာလေးတို့မှတ်ချိန်လေးငြင်းနေမသွားဘူးလားအဲ့တမာတိမဟုတ်ဘူးလားတမာတိဖြစ်အောင်ကျင့်ပေးနေတာတမာတိသိက္ခာမဟုတ်ဘူးလားအဲ့တော့တစ်ချက်မှရင်တစ်ချက်မှကြောင်းတော့မသိဘူးလားအနည်းဆုံးပြောတာအများဆုံးကတော့ပရိလုံးနဲ့ထိတဲ့ပုဂ္ဂိုလ်ပရိလုံးနဲ့လည်းညှို့ထိတာတော့သိတာပဲဟုတ်ကလားနာသီနဲ့လင်းနဲ့မှတ်တဲ့ပုဂ္ဂိုလ်နာသီနဲ့လင်းနဲ့တိုက်တာထိတာတော့သိတာပဲဟုတ်ကလားဟိအဲ့တော့ထိမှန်းသိတယ်ဆိုတာဒါတို့ပါတော့ပညာသိက္ခာမဟုတ်ဘူးလားဒါတော့အကျင့်နဲ့ကျင့်ပြီးတော့ကိုသိက္ခာတင်းတာမဟုတ်ဘူးလားအဲ့ဒီသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာထဲမှာမဂ္ဂင်7ပါးကုန်ပါတာမဟုတ်ဘူးလားအဲ့ဒီအဆင့်ကိုသွားဝရတော့ဒီကနေ့7ပါးပေးတာဟုတ်ကလားဗျာအဲ့တော့ဒီကနေ့7ပါးပေးတဲ့အတွက်တို့နေတိုင်း5ပါးသိက္ခာပုဒ်ထဲမှာနာမ3လေးပြောင်းလဲလုပ်တာတယ်နဲ့မှန်ပါဗျာဒါလေးပြောင်းလဲလုပ်လိုက်တာကာမေတုမိစ္ဆာသာရနေယအပြမသာရိသိက္ခာပုဒ်ဟင်ဒါလေးပြောင်းလဲလုပ်တာဒါလေးပြောင်းလဲလုပ်တာကျန်တာတော့တို့သဘောပေါက်ကြပါပြီပါဏာတိပါဒဆိုသူတမတတ်ပါဘူးတို့ကတိပေးတာဒိဏဒါနာဆိုတာပိုင်ရှင်ကကိုနဲ့နှုတ်နဲ့မပေးတဲ့သူတစ်ပါးပစ္စည်းကိုမယူတာဟုတ်ကလားဟိဒီတိုင်းတော့ကာမေတုမိစ္ဆာသာရကာမဂုဏ်မှုမှာမိုက်မှားတော့အကျင့်ကိုမကျင့်မဘူးလို့ပြောတာအဲ့တော့ကာမဂုဏ်မိုက်မှားတော့မှုဆိုတော့ဘာတွေတော့ခုနကကာမပိုင်လေကာမပိုင်မယားကလွဲလို့တပါးတော့သူတို့နဲ့ကျွလွန်တာကိုပြောတာဟုတ်ကလားအဲ့ဒါတွေကတော့တိရိစ္ဆာန်အကျင့်နဲ့တိရိစ္ဆာန်ရဲ့အကျင့်นี้မိုက်မှားတော့အကျင့်ထင်တယ်ဟိဟင်သူတို့ကြိုက်သူတို့ပဲခွေလောကမှာတလင်းတမယစနစ်မရှိမတိရိစ္ဆာန်လောကမှာတလင်းတမယစနစ်မရှိဟုတ်ကလားဟိတစ်ဖက်ကကျင်းနာတိဖြစ်ဖြစ်မကျင်းနာတိဖြစ်ဖြစ်သူကြိုက်သူလိုပဲဟိဟုတ်ကလားတခါတလေကြမှာယူအော်ဘယ်တော့ပြေးနေလို့ကြက်ဖာရတော့လိုက်ထားပဲဟိတိပိမောတက်ပြေးတိပိမောလိုက်ထားဟိအင်ခေါ်မို့တက်ပြေးအင်ခေါ်မို့ဟိတခါတည်းကူဟုတ်ဟိအဲ့ဒီဆံလောကကအဲ့လိုဟာမျိုးအဲ့ဒါ
ကာမဂုဏ်မှာဟောပေါ့ဓမြတိုက်မှုခေါ်မလားကာမအနုချမ်းစီမှုကာမဓမြတိုက်မှုအဲ့ဒါမိုက်မှားတော်မှုလို့ခေါ်တယ်အဲ့တော့ဒီနေ့တို့လူဘဝရောက်လာတဲ့အချိန်မှာဒါမျိုးမရှိရဘူးဆိုတော့ဟင်အဲ့တော့နှစ်ဖက်ဟိုမိဘများကသဘောတူကြည်ပြူပေးစားထားတဲ့ကာမပိုင်လင်းကာမပိုင်မရကလွယ်လို့တပါးတော့ကြားတော်သူများနဲ့ကျူးလွန်နာမှများဟိုကာမတုမိတ်သာသရနေရသွင်းနေအမိဆောင်လျှောက်ခြင်းဖားဆောင်လျှောက်ခြင်းနဲ့ပေါ်ပါတရားအဲ့ဒီမှာဟင်အုတ်ထင်းသူတွေမကင်းတာတွေလေရုံစွာဆုံးပြည်တာမှဖြစ်သူတွေအဲ့ပြည်တာခေါင်းခွင့်မပြုဘဲနဲ့မကျူးလွန်အောင်ကာမတုမိတ်သာသရတိတိကံပတ်ထားပါတယ်ဟုတ်ကလားဟိအဲ့ဒါကနေတိုင်းအဲ့ဒါဒိဋ္ဌိဆန်ခြင်းနဲ့လူ့အချင်းကိုခွဲတာဒီကနေ့တော့မဟုတ်တော့ဘူးတို့မြတ်သောအကျင့်ဖြစ်တဲ့မက်ကင်လန်းကိုသွားတော့မှာဖြစ်တဲ့အတွက်မိဘများကသဘောတူကြည်ပြူပေးစားထားတဲ့ကိုလင်းကိုမယားပစိုးတန်းတင်အကျင့်လင်မယားဒီပြင်မပေါင်းရဘူးအဲ့ဒါကိုအပြမလို့ဆိုတယ်လေဟုတ်ကလားကိုလင်းကိုမယားကိုပေါင်းနေတော့ဘာလို့သူ့ကိုအပြမလို့ဆိုတယ်လဲဒီအကျင့်ကိုခွေတဲ့ဖြစ်လူလည်းဖြစ်ဟုတ်ဗျာတိဋ္ဌာမများအကုန်လုံးဖြစ်တဲ့အတွက်အောက်တန်းသားအကျင့်ဖြစ်လို့မများဖို့လို့ပြောဟုတ်ကလားဒီအကျင့်နဲ့ဒီဆိုရှင်တို့အောက်ကိုပဲပြန်သွားမှာဖြစ်တဲ့အတွက်ဒီအကျင့်ကိုမများဖို့လို့ပြောဟင်လင်ဆွဲသေးလင်နာမကြုံမလို့မရဆွဲသေးမရနာမကြုံမလို့သားဆွဲသမီးဆွဲပစ္စည်းဆွဲအဆွဲတွေမှများအဲ့ဒီလင်မရကြပြီးတဲ့နောက်ပိုင်းမှာပုံများဟင်လူတို့ကဒီတော့မများပါဘူးဟုတ်ကလားဗျာအဲ့တော့မများတာသူ့ကြောင့်ဟင်တို့စိတ်တွေယုံညံ့လာတာတူကြောင်းဟုတ်ကဲ့ဟင်တို့မိသားစုစားတရားမရှိရင်မြစ်တင်ကြီးရမယ်လိန်သိမ့်လင်းရမယ်ဟုတ်ပြုတ်ဟင်အမျိုးမျိုးဖုံဖုံလို့ရမယ်ကိုစားဖို့ရအတွက်ကိုထွက်ပေါက်တော့ရှားတော့မှာပဲဟင်တကယ်လို့ဟိုမိဘနှစ်ပါးလက်အောက်မှာရှိတဲ့သားသမီးဆိုရင်အဲ့လောက်ထိမငြင်းသေးပါဘူးဟင်ကိုယ်တိုင်ကအိမ်တော်ဦးစီးဖြစ်လာရင်ရှားကျွေးရမှာကိုတာအောင်အဲ့တော့ညရမှာပဲခင်ဗျာဟုတ်ပြုတ်ဟင်ဟိုပိုက်ဆံမရှိလို့အသားလေးငါးလေးကိုသူများစီကဝယ်မစားနိုင်ကိုယ်တိုင်မိမဲ့ရှားတော့မှာခင်ဗျလုံးမှာဟုတ်ဗျာအဲ့တော့ဒီလင်းဒီမရရဲ့လို့တခုသီးတော့ကိုဒါငါလင်ဒါငါမရရဲ့လို့ဝါကွက်လိုက်တဲ့ချိန်ကသာပြီးဒုစိတ်ဒီအကုန်ရုပ်လာဟုတ်ကလားစိတ်ထားတွေရုပ်ညံ့လာတယ်ဒါမှမဟုတ်အပြမလို့ပြောတာဒီစိတ်ထားရုပ်ကြီးနဲ့သွားမယ်ဆိုရင်သေးတဲ့တို့အယုတ်ကြီးပဲသွားမယ်အများစီကိုမတက်နိုင်ဘူးဟင်ပြီးတော့ဖခင်သားသမီးပြောပြီးအထက်ကိုဘယ်တော့မှတက်ဘူးအောက်ကြီးတဲ့ဆင်းကိုမှာအောင်ဖခင်နဲ့ရိယာကအထက်တက်တဲ့ဥစ္စာအောက်ဆင်းတာမှမဟုတ်ဖ ೇನೆ ဟုတ်ကလားဟိမှန်ပါဗျာဟင်အဲ့တော့ဒီကနေ့အတွက်ကိုသူအစွဲကြီးလို့ငါတို့ဒီလောက်ထိဒုက္ခရောက်တာဟင်ဟုတ်ကလားဟိမှန်ပါဗျာအဲ့တော့လင်းကိုတော့ပေါင်းကြပါမယားကိုပေါင်းကြပါအစွဲလေးတော့လျှော့ကြပါဒါလေးအတွက်ကိုဒီကနေ့အစွဲလျှော့သေးလေးလာတော့ပါဟုတ်တယ်အစွဲလျှော့သေးလေးဒီနေ့လာတော့အစီနာတော့အစီချသေးတို့ဟိုဘာလို့ဝါလို့တော့လေဟိုဘာလို့ပိန်သေးတော့ရတယ်လို့ပေါ့မှန်ပါဗျာဟင်အခုလည်းအစွဲကြီးဝါနေလို့ခင်ဗျားတို့ပိန်သေးတော့ရတာဒီနေ့ဟုတ်ဟင်အဲ့တော့အစွဲပြအောင်လို့ဒီကနေ့အတွက်အပြမသာတွေတိတ်ခါပုဂ္ဂိုလ်ယူရတယ်ဟုတ်ကလားဗျဘာဖြစ်လို့တော့ဒီကနေ့ဥပုဒ်တော်တီလားနေတိုင်းလို့မဟုတ်ဘူးဘာဖြစ်လို့တော့ဥပုဒ်တော်ဆိုတာဥပုဒ်ဆိုတာတို့မနေ့တနေ့ကလည်းပြောခဲ့ပြီအာယုံလုံရမှာကျော်ပါပေဟိဥပဝတော်ဆိုတာဝါတော်တတိကုဏိဟိတော်ဆိုတာလေဥပဝါတော်တိဝိညာယောတပ္ပဘောကဝိဝိတိတော်ဒါခဏတို့သာဆိုမှန်ပါဗျာသူတော်ဒီကနေ့အတွက်ကိုကာမအာယုန်တွေမှာအကုန်လုံးပယ်ပြစ်ရဟုတ်ကဲ့ရှိတဲ့ညအာယုန်ကအကုန်အလွတ်ဖြစ်ရအာယုန်ကဖိတ်သုံးနေတာကိုဥပုခင်ဗျားတို့ညနေထမင်းစားမှမဟုတ်ရေတောက်တာတော့အာယုန်ခံတော့ရင်သွားမယ်ထမင်းစားရတာကနည်းနည်းတော်သေးအဲ့တော့ဒီကနေ့အတွက်ကိုရေတောက်တာတော့အာယုန်တော့ကိုလိုက်တော့ရဘူးစောင်းနဲ့စားရင်တော့လိုက်တို့မနဲ့စားရင်လဲစာထိုးတဲ့ဥပမာနဲ့စားဘောင်းတော့လဲများအသာမထိုးရင်အီတကျူမိတာမဟုတ်လားတို့ဘိုက်ကြီးရောအသာမထဲရင်အဲ့တော့အဲ့ဒီဘိုက်ကိုပဲအာယုံပြုစားဟိုဟင်းသွားအာယုံပြုမစားဘူးအာယုံတော့လိုက်ကုန်မလိုက်အောင်လိုက်ရဘူးအဲ့တော့အာယုံတော့မလိုက်ဆိုအာယုံကြီးကကိုလာပြီးရှားပေါ်တိုက်နေလို့ဒါဘယ်နဲ့လုံးမလို့အဲ့တော့တရဏဂုံနဲ့အာယုံကြောက်ခိုင်းတာတရဏဂုံနဲ့အာယုံကြောက်ခိုင်းတာဟုတ်အိပ်ပျော်နေတော့ကိုချင်းကြိုက်ခံရတယ်လို့ဖြစ်အောင်လုပ်ခိုင်းတာဟုတ်ဗျအိပ်ပျော်နေတော့ချင်းကြိုက်ခံရတော့ဘယ်လိုနေတော့ချင်းတော့လိုက်သေးလားငါနဲ့ပါသေးလားဘာကနေကော
မှန်ပါဘူးအဲ့ဒိတ်ဖြောက်ကိုလောမှာအဲ့တို့ဒီကနေ့ကိုဘလောက်ပဲဟင်းနေထမင်းနေစားနေလေသူစီစိတ်မရောပါဘူးဟိုဘိုက်တို့တူရီတွေကြီးဖြစ်နေတဲ့အဲ့ဒီဘိုက်မှာဖြစ်နေတဲ့ဝေဒနာတော်လည်းကောသို့မို့ဖရာကုံတစ်ခုတော်လည်းကောတွက်ထားအဲ့ဒီအာယုံတော့ကိုမလိုက်ရဘူးအာယုံဒီကနေ့တော့ကိုစိတ်သုံးရအာယုံလုံးဝမှာကိုဥပုပ်လို့ခေါ်ဟုတ်ကလားဟင်တီလာကတခြားနော်ဥပုပ်ကတခြားတီလာကကိုယ်နဲ့နှုံးနဲ့တောင်းယူတယ်ဥပုပ်ကစိတ်ကိုတောင်းယူအောင်ဟင်တောင်းတီလာရဖို့အလွန်လွယ်လာပါတယ်ဥပုပ်ရဖို့တော်တော်လေးကိုကြိုးစားရပါလိမ့်စိတ်ကလေးအာယုံတော့ပါမသွားမြင်အာယုံတော့ပါမသွားပြောမျက်စိရှိမြင်လိမ့်မယ်ဘာလဲမစုံစမ်းနဲ့နားရှိကြားလိမ့်မယ်ဘာလဲမစုံစမ်းနဲ့နှာခေါင်းရှိနားလိမ့်မယ်ဘာလဲမစုံစမ်းနဲ့စားပြားရှိစားလိမ့်မယ်ဘာလဲမစုံစမ်းနဲ့ဟုတ်ကဲ့ဖြစ်မိတွေ့မိလိမ့်မယ်ဘာလဲမစုံစမ်းနဲ့တွေးမိလိမ့်မယ်ဘာလဲမစုံစမ်းနဲ့အဲ့လောက်ကိုတို့ဒီကနေ့တတိလေးနဲ့ထိုင်ရတကားပေါက်ကစောင့်နာဥပုစောင့်နာတဲ့ထိုင်ရတကားပေါက်ကတတိလေးနဲ့စောင့်နာဥပုစောင့်နာမိမိအတွင်းကစိတ်ကလေးအာယုံတော့ကိုပါမသွားအာယုံတော့ကကပ်ပါတဲ့ဘဒူပဲဝါကောင်းပြီဆိုဤကြိုက်ဤမကြိုက်ဘူးအဲ့ဒါဝင်ခွင့်မရစိတ်ကလေးကိုဝင်မကထိုင်ရတကားပေါက်ကတတိလေးနဲ့စောင့်ချထားတာအဲ့ဒါဥပုစောင့်နာအဲ့တော့ဒီတတိလေးကဘာနဲ့စောင့်အောင်မှာတော့ဟိုတို့တရဏဂုံတစ်ခုနဲ့စောင့်မှာထင်တယ်တတိကြီးတဲ့ရမလားတို့ဥမှန်ဆိုကြပါလို့ဗျာဟိုတို့ဟိုရဲစခန်းနေတာစခန်းနေမှာတွေ့ဘူးလားအဆောက်လူကြီးတဲ့စောင့်လာလားလက်နဲ့ကြီးကင်စောင့်လာလားတို့လက်နဲ့ကြီးကင်စောင့်မှကြောက်မှာပေါ့လူကြီးတဲ့စောင့်တော့ကိုစောင့်တိုက်သွားမှာပေါ့ဟုတ်ဗျာအဲ့လိုပဲဗျာဒီကလည်းဒီအပမာရတတိကလည်းတရဏဂုံတစ်ခုကိုလက်နဲ့ကိုကင်ပြီးတော့ပွားပြီးတော့စောင့်နေရမှာဟုတ်ကလားတမုခမျိုးလက်နဲ့ပါပေးထားတာဗျဟုတ်ကလားဗျအာယုံလုံးဝမှာဒီကနေ့ညနေညတကယ်လို့ရေတောက်လို့ဖြစ်စေဥပုပ်တယ်များဖြစ်ခဲ့ရင်အဖတ်ကိုမသုံးရဘူးလို့ဆိုပါတယ်ဗျာထညက်ကိုအခဲလိုက်တောက်တရားလုံးမခဲလိုက်တော့အောင်တရားဖြစ်ခဲ့တော့တမယာကြီးလေးအကြီးဖြစ်အောင်လို့ဖန်ပြီးရပါအခဲဖြစ်ရင်တို့ခန္ဓာကိုယ်မှာတောင်းတင်းခိုင်မာမှုဆိုတဲ့တထမှာဝင်မှာဆိုလို့လေဟုတ်ကလားဟဲ့အရေးလေးတော့မှာထညက်ဖြစ်ခဲ့ရင်မကြီးရေလေးပေါ့အဲ့ဒါမကြီးနှစ်တောင်မပါပါဘူးဟုတ်အဲ့ဒါလေးကိုအနာဖီလူတဲ့ဥပမာနဲ့သုံးရမှာအနာများဖီမလူရင်တဖြည်းဖြည်းမနေဘူးလားတို့လည်းစားနေကြကိုအသာခံထားရင်အသာအိတ်ဟာတဖြည်းဖြည်းနေလိမ့်မယ်အဲ့တဖြည်းဖြည်းတော်လကောင်းအာယုံပြူဟိုချိုးတဲ့နောက်ကိုမလိုက်နဲ့ဖြော်ရည်လာလိမ့်မယ်ဟိုကအတွေးကတို့အရင်တုန်းကဟိုအတွေးကပြောလိမ့်မယ်ဖြော်ရည်တွေကဩလာလိမ့်မယ်ဖြော်ရည်တော်တော်ကောင်းနေနဲ့အတွေးကလေအဖြော်ရည်တွေဝင်လာလိမ့်မယ်ဖြော်ရည်တွေဝင်မလာအောင်ခင်ဗျားတို့မှားပါဗျအရင်ကတောက်ခဲ့ဘူးတဲ့ဖြော်ရည်တွေကအတွေးနဲ့မဝင်မလာဘူးလားအဲ့ဒါဖြော်ရည်တွေကြီးဝင်လာတာဗျတာမယာရည်တွေဝင်လာလိမ့်မယ်ဗျထညက်တွေဝင်လာလိမ့်မယ်ဗျအဲ့ဒါဝင်မလာအောင်ဖြော်ရည်ဆိုတဲ့အတွေးဝင်ခွင့်မရအောင်မှားမှာဟုတ်ကလားတာမယာရည်ဆိုတဲ့အတွေးကိုဝင်ခွင့်မရအောင်မှားမှာဗျအဲ့တော့ဒီတို့အစာအိတ်ရဲ့တဖြည်းဖြည်းဖြစ်နေတာလေးကိုအာယုံပြုပြီးဖြစ်စေတို့မို့တရဏဂုံလက်နဲ့တစ်ခုနဲ့တို့သုံးလို့ရှိရင်တော့ရှားထိတ်အန်ထိတ်ထင်တယ်ဟဲ့ဖြော်ရည်ကိုတောက်လိုက်တဲ့ချိန်လေဒီရှားနဲ့ရတာခါမှမဟုတ်ဘူးလားအဲ့ဒီနေရာတတိလေးနဲ့စောင့်ချထားရမယ်ဒီတောက်ရင်တောက်တယ်ပေါ့မျိုးကြီးမျိုးတယ်ပေါ့တို့မို့တရဏဂုံတစ်ခုပွားပေါ့ဟင်အဲ့ဒီဖြော်ရည်ရဲ့အရာသာနောက်ကမကြီးဖြော်ရည်နာမညာဖြော်ရည်ဘလောက်ကောင်းတဲ့ဘယ်ရွေးကောင်းတဲ့ကြိုက်တယ်မကြိုက်ဘူးဒီတခါနဲ့ပေါ့သွားတဲ့ဒီတခါနဲ့ငန်းလာတဲ့အချိုကဘယ်လိုလေးလဲအဲ့ဒါဝင်ကိုမရအောင်ကွာအရာလာမခအောင်အောင်တော့မလိုက်ရအောင်အဲ့လူလေးကိုတတိလေးကိုအတောင်းချထားတာကိုဥပုပ်လို့ခေါ်ဟုတ်ကလားဟဲ့အဲ့ဒီဥပုပ်ရဖို့ရာအတွက်အာယုံခိမ့်ငြိမ်အောင်အတွက်အာယုံခိမ့်သုံးအောင်အတွက်ဒီကနေ့အတွက်ကိုလင်္ကာမယာကဖြတ်ရတာလင်္ကာမယာကမဖြတ်လို့ချင်းဒီအာယုံကမိဘွားတွေရောကုန်သွားတော့မှာပေါ့အဲ့တော့ဒီနေ့လင်္ကာမယာကဖြတ်ရတယ်ဖြတ်လိုက်ပြီဖြတ်လိုက်တဲ့အတွက်ဒီကနေ့နံပါတ်6တိုးယူရတယ်ဗျာနေတိုင်းနဲ့ဝိကာလဘောဓနာဒီနေ့ညတာမစားနဲ့ဖြတ်လေးဖြတ်ဟုတ်ဗျာညတာစားဘာဖြစ်တယ်လဲမေးမှာတဏှာထားကြွနာမှာပေါ့ဒီစီအိမ်စားနေကြသားရင်လေယဟန်များကဘာလို့ညတာမစားတာတော့လျှောက်တော့အောင်လျှောက်ပေါ့ဗျ
တို့ဒီနေတာကနေအတွက်ကိုသူဖူလုံးနေတနေ့တော့ခိုင်းမှုရအတွက်ကိုမနဲ့စာနေတာကဘာဝင်ယူရတယ်ညတာကသူကတို့ဘိန်းမဲကဘိန်းမြူချက်တို့တညာလုံးအိတ်ကြော်ပြီးတော့ကိုဒီအဖီလေးကိုတုတ်သွေးဖြစ်ကိုရောက်အောင်ကိုသူကပို့ပေးရတယ်ချက်ရအဲ့ဒီတညာလုံးညတာကပြီးအဲ့ဒီညတာကတုတ်သွေးဖြစ်သူကသူ့လောင်နဲ့အသာနေတာကခင်ဗျားတို့တနေ့တာအလုံးလုံးဖို့သားအသာနှမျိုးခွဲရအဲ့တော့ရဟန်းများမှာအဲ့ဒီတုတ်သွေးဖြုံးသိမှုမရှိရအောင်တုတ်သွေးလွန်ကျုံမှုမရှိရအောင်ညတာရဟန်းများကပယ်ပြစ်ရတင်းတတ်တာဟုတ်တယ်နဲ့နတိုးတင်းတတ်တာဗျဟုတ်ဗျညတာတိုင်းညတာကတော့နှက်တာမဟုတ်လားဗျတညာလုံးအိတ်ပြီးတော့အဲ့ဒါအဖီထုတ်တာဟုတ်ညအိတ်ထားတာအဖီထုတ်တာဗျနေတာကခဏနွားနဲ့ဖက်ရုံမို့ဗျအဲ့ဒီနေတာတော့ကတနေ့နဲ့လုံနေညတာကအဲ့ဒီတွဲဒါရဟန်းများကနေတာသာရင်သူအာထုတ်ဖို့ရပဲလုံလောက်တယ်ခုဟာအတွက်မပါအောင်လို့ရဟန်းများကခုဟာအတွက်ကိုပယ်ရတာဗျဟုတ်ကလားတဘောပေါက်ဗလားမှတ်ထားဗျအဲ့တော့တို့ဒီဥပုဒ်တွေကြတော့ဘုန်းကြီးတို့လိုမှနေတိုင်းမှမဟုတ်တာဟွာလာတရက်ဘုန်းကြီးတွေလားခဏတော့တက်တဲ့ဘုန်းကြီးမှမဟုတ်တာအဲ့တော့ညကြရင်ညသာသားရင်ဟိုလိုဖြစ်သွားမှာပါအဲ့တော့ဟိုလိုမဖြစ်အောင်ဒီလိုလှုပ်ထားတာပေါ့အဲ့တော့ညသာမသားတာအပြတ်မသားတွေသိခါဖို့ရဲ့ကြားခံလားဒီအပြတ်မသားတွေသိခါဖို့ယူလို့ဟိုညသာကိုမသားရတာဗျနောက်ဒီအပြတ်မသားတွေသိခါဖို့ရဲ့ကြားခံမဟုတ်လားသဘောပေါက်လားညသာမသားတာတဏှာမကြီးအောင်လို့ဒီဖြေတာယူထားဟုတ်ကလားတဏှာကြီးလားဘာဖြစ်မှာတော့ကိုယ်အကျဉ်းလေးမရဗျထပြီးဟိုကျိုးလုံးလိုက်လို့လည်းဘယ်သူမှမအော်ဘူးခင်ဗျားတို့ညံလုံးလေးနဲ့ဥပုပ်ထွက်သွားမှာခင်ဗျားတို့ဟိုဘေးလူကတော့အထအော်ခြင်းအော်ပါဘူးကိုယ်တည်းနဲ့ကိုမရမအော်ဘူးဗျခင်ဗျားလွယ်လို့လုံးလို့ကိုအေးဒါမှမဟုတ်လည်းညသာနဲ့နှုတ်ထားတာတိုင်းညသာနှုတ်ထားရရတယ်အဲ့တော့အစာပြနေရင်ဒီရှိသမျှတဏှာတကတဏှာထဲမှာယတတဏှာအဆိုးဆုံးလေးညတတဏှာကဓာတ်ခဲနဲ့တူတယ်ကျန်တဲ့တဏှာတွေကမီးသားနဲ့တူတယ်ဓာတ်ခဲအားမှမရှိပဲအဲ့ဒီကျန်တဲ့မီးဘယ်ဟာမှမပွင့်ဘူးဟုတ်ဗျာဒါမှမဟုတ်ဓာတ်ခဲတွေထုတ်ထားတာဟုတ်ထိုးဘယ်ဟာတွေ့နေမပွင့်တော့ဘူးပေါ့ကြီးကွာမလို့ဘာဖြစ်လို့ဟာဒီကောင်လေးဟာခေါ်တော့ဘာလို့ရကြီးတာလို့ဘယ်လိုငါပြောတာမမှန်လို့ပေါ့မင်းငါမမှန်လို့များကြီးတာလားလို့ငါရှက်တောင်လာတယ်ကောင်ဒီပေါင်းကမမှန်လို့များကြီးကြတာလားလို့အဲ့တော့အဲ့ဒီတဏှာအထောက်ပံ့ဖြစ်မှာဆိုလို့ဒီအပြမသာတွေသိခါဖို့ကြီးစိတ်ကကြံစီမိရင်ညှိုးသွားတော့မယ်နှုတ်ဖွင့်ကိုယ်လုံးဆိုရင်ကျိုးတော့မယ်အဲ့တော့မကျိုးတော့မညှိုးအောင်လို့ဒီကနေ့အတွက်လေဒီညပါကိုမစားရတာအဲ့တော့ညသာသာဘာဖြစ်တယ်လဲမေးတတ်ပါတယ်မေးဖြေထားရမယ်ကိုယ်တိုင်ကလည်းညသာမစားခြင်းရဲ့အကြောင်းကိုသိထားမှဖေနာပါမှတို့ပါတော့ညိုးသိဖြစ်မှာမဟုတ်ဘူးလားစေနာလည်းသဘောပေါက်မှစေနာပါမှာမဟုတ်ဘူးလားအတိပဲပြီးလို့သဘောပေါက်မှတို့စေနာပါမှာပေါ့စေနာပါမှတရက်ဆောင်ရင်တရက်ဆောင်တော့ဒီစေနာရဲ့တန်ဖိုးဥပုရဲ့တန်ဖိုးတို့ရမှာပေါ့ဗျာအဲ့တော့ညသာဘာလို့မစားတော့ဆိုအဲ့ဒီအပြတ်မာသာတွေသိခါဖို့ညှိုးမှာဆိုလို့ကျိုးမှာဆိုလို့ဟုတ်ကလားမကျိုးတော့ညှိုးနိုင်တယ်အဲ့ဒီအတွက်ကိုညသာမစားတာနံပါတ်1လေနံပါတ်2ကဝိကာလဝိဆိုတာအထူးကာလဆိုတာအချိန်အဲ့တော့မနေ့9နာရီကနေ့7နာရီတွင်ငါခုစားမှုတောက်မှုချက်မှုပြုတ်မှုဒီဘာယကိစ္စနဲ့တာမန်အချိန်အမှတ်မလို့ရုံမဲ့ခဏတို့လို့ဟုတ်တယ်တာမန်မှတ်မလို့ရုံလို့ဟောနေ့7နာရီကနေ့ဖြင့်ကမနေ့9နာရီခဏ18နာရီလုံးတပတ်လုံးတင်ထားတဲ့တဏှာတွေတပတ်လုံးတင်ထားတဲ့ဒေါသတပတ်လုံးမေ့ပြီးမရောနေခဲ့တဲ့မောဟတွေအဲ့ဒါတွေကိုအကုန်လုံးဖယ်ထုတ်အထူးချိန်စစ်တပ်နဲ့ပြောရတာရှည်တန်းကိုသွားတာအခုဒီနေ့မနေ့ဟို9နာရီနဲ့အခုချိန်ထိပေါ့လေ7နာရီချိန်ထိပေါ့လေအဲ့ဒီချိန်ထိကတော့ကိုတက်တွင်ရောက်နေတဲ့ချိန်မှာအဆောင်လေးပါတဲ့ရှိုံပေါ့တတိမလို့ယုံဟုတ်ကလားဟိုဘက်ကျတော့အထူးကိုယ်စိတ်မှရှိနေတဲ့အစွဲလွန်နေတဲ့ဟာတွေဖြစ်ခဲ့ရင်ပွားရကပါရကနေရကဆဲသွားတဲ့တီထိပယ်အောင်
မပယ်နိုင်ရင်ခင်ဗျားတို့နောက်လာပြီးတယ်စုမိမယ်နောက်နှစ်ပြီးတယ်စုမိမယ်ဒီငါနေ့ကိုဒီတော့စုမိနေရင်ဆွဲရပါသွားမှာပေါ့ဟုတ်ကလားအဲ့ခင်ဗျားတို့ဆွဲရမပါအောင်လို့အားမဲအောင်လို့ကွာဖြတ်တော့ခိုင်းနေတာအဲ့တော့တပတ်လုံးတို့ဒီကနေ့ရှင်းရအဲ့တော့လာကွယ်နေ့ကဥပုသ်ဆောင်ပြီလေအဲ့တော့လာတန်းတဲ့နေ့ကစပြီးတော့ဒီကာမဘုံနဲ့ကာမကိစ္စကိုဆင်းလို့ရတာမဟုတ်လားအဲ့တော့9ရက်နေ့ဒီလုပ်ခဲ့တဲ့ဟာကိုဒီနေ့တရက်ထဲနဲ့ကြည်အောင်ချေရမှာဟုတ်ကဲ့ကြည်အောင်ချေခဏတာလေးနဲ့ရမလားခွေးအိတ်နေုံလေးနဲ့ရမလားမရဘူးအဲ့ဒါအထူးကိုအားထုတ်ရမှာဖြစ်တဲ့အတွက်အထူးချိန်ဟုတ်ရအဲ့ဒီချိန်လေးကိုညနေသာတို့ချက်ဖို့ပြုတ်ဖို့လိုရမယ်ဆိုရေခါအောင်နဲ့ထင်းပဲအောင်နဲ့ဆန်းရွေးအောင်နဲ့ဆန်းသေးအောင်နဲ့ကိစ္စတွေမများဘူးလားကိစ္စများမှာသူဒီညဘာကိုရှောင်ရရတယ်တထမသားလည်းဘာမှဖြစ်ဘူးလုပ်ဖို့ကြိုင်မှုကတော့သူဒီဝါရေးလုပ်ဖို့ရတော့မနေ့တထနဲ့ပြီးတယ်ညတထကခုနကတူသွေးတူလောင်းတာအဲ့တော့ဒီတူလောင်းတာကိုပယ်လိုက်တော့မတည်နိုင်ဘူးဆိုရှောင်ရကိစ္စများမှာစိုးလို့ထင်တယ်ညသာဘာကြောင့်မသားရတယ်လဲမေးရင်ကိစ္စညမှာသူကိစ္စနေအောင်လို့ပြီးတော့တို့နေ့7 နာရီကနောက်ရမနေ့အာယုန်တဲ့အထိဆို18 နာရီလားဟုတ်ကလားအဲ့18 နာရီကအထူးချိန်မအိမ်မနေတတ်ရမှာဟုတ်ကလားအိတ်ချိန်ဆိုတာဥပုသ်တယ်မရှိစေရအောင်အိတ်ခါမသာအိတ်ဟုတ်ကလားဟဲ့တတ်နိုင်တယ်လို့ဥမာမဲအိတ်ချင်တာလေးတန်းလာတာတော့9 မိနစ်လောက်တော့ဆိုတော့တိုးပြီးခိုင်းသားမှာကိုယ်စိတ်ကိုစိတ်ကအိတ်ချင်တယ်ပြောတိုင်းခွေပြစ်လက်မအိတ်လိုက်ပါနဲ့ဒီတော့ကလေးတော့လှုပ်လိုက်တာမဟုတ်ပေါ့ခိုင်းပြီးနည်းနည်းလေးပြင်မဲ့စေတော့ဒီကနေ့လေနိုင်တယ်လောက်ကလေးမှတ်ခဲ့ဒီကနေ့ဟုတ်ကလားဟဲ့အဲ့လောက်လုပ်ရမယ်အဲ့တော့တို့အထူးချိန်18 နာရီကိုအတွင်းကိုအိတ်များမှာဆိုလို့ညသာတိုင်းညကြဗိုက်လေးပြီးမအိတ်ချင်ဘူးလားပြီးတော့ရပါရဲ့အစီတိတက်လာရင်မအိတ်ချင်ဘူးလားအဲ့ဒီအိတ်ချင်မှာဆိုလို့ညပါဆောင်ရအဲ့တော့ညသာဘာကြောင့်ဆောင်ရတယ်လဲဆိုရင်တဏှာနဲ့အောင်လို့ကိစ္စနဲ့အောင်လို့အိမ်နဲ့အောင်လို့အဲ့ဒီသုံးခုကြောင့်ဒီညသာလုပ်လိုက်ရတာအဲ့တို့ကဥပုသ်ဆောင်တယ်ဆိုဥပုသ်ဆောင်ဘာလို့ရတော့မေးလိမ့်မယ်သားသမီးတွေကညသာမစားရတာပေါ့အဲ့တော့ညသာတော့ဘာဖြစ်တော့ငရေကြီးတာပေါ့ပြောမှာပေါ့အဲ့တော့ဟိုကစားဆိုတဲ့ကလေးကပြောမနဲ့စားတော့ငရေမကြီးဘူးလားဆိုတော့ဘယ်လိုလုပ်ဖြစ်လို့ဖြစ်ဘယ်လိုလုပ်ဖြစ်လို့အဲ့မဖြစ်တော့နဲ့ရလားမရတကားစားဆိုတဲ့ကလေးနဲ့ကိုမဖြစ်တတ်တော့မဖြစ်တာဘူးသူများတော့မှန်တော့မှာဟုတ်တယ်လေဟင်အဲ့ဒါအတွေ့ဗျညသာမစားရတာလေဟင်အဲ့တော့ရည်ရွယ်ချက်ပြီးတော့ညသာတို့ထားကြောင်ရှောင်ရတာပဲလို့သိရင်ရှောင်တတ်သွားသူ့ဘဝိကာလဘောဓနာဆိုနောက်ကလာလိုက်တာဘာမှမသိပဲနဲ့အဲ့တော့ဘယ်လိုလုပ်ရမှာလဲမသိဘူးညသာလည်းမစားဘူးညကြတော့ခွေအိတ်တယ်အဲ့တော့ညသာမစားရတဲ့ရည်ရွယ်ချက်အောင်မလားအောင်ဟင်ညသာလည်းမစားဘူးအဲ့တော့ကြက်စားလို့ခွေအိတ်တွေပဲကိုးဆိုသည်ကြက်စားလို့များတယ်ငုံပွားမလားအောင်တော့ခွေအိတ်ပြေးတာပေါင်းတော့ဗိုက်ရဲသွားပြီသတိရနေလုံးလို့လေသတိမရအောင်မေ့အောင်ခွေအိတ်ပြေးထားတယ်ဟုတ်တယ်လေဟင်တရဏဂုံနဲ့ညသာဟိုသားနေတာကြီးကြော်မလားအောင်ပြီးတော့ခွေအိတ်ပြီးကြော်ပြေးထားတယ်ဟုတ်လားခင်ဗျာဘယ်လိုရှိတာတော့ကျုပ်ပြောတာမာလို့နဲ့တူပါလေဟင်ခင်ဗျာမာလို့ကြီးတယ်ထင်တယ်ကျုပ်ကဟင်ညသာကကြက်ကိုစားလာပြီဟုတ်ပြရေထတော့လေးပိုးစားဟင်ညသာစားအဲ့လိုစားလို့များထင်ရမသားတယ်နေကပိုးရင်ပူလာပြီဟင်အဲ့ဒါတရဏဂုံနဲ့မှမကြော်ရင်မရဘူးဗျအဲ့တော့တရဏဂုံနဲ့မကြော်ပါဘဲနဲ့ဘာလို့တော့များခွေပြလဲအိတ်ထားအဲ့တော့သူမေ့တော့ကြောက်သွားတယ်ဟင်ဟုတ်ဘူးရည်ရွယ်ချက်ကတော့အဲ့ဒီအိမ်နဲ့အောင်လုပ်တာညသာမစားတဲ့ရည်ရွယ်ချက်တို့ရန်ကုန်မှာရှိခေပေါ်ခုတော့မဟုတ်ဘူးပေါ့ကလာဒီတော်ဝန်စောင့်နေညစောင့်နေညကြမ်းဘာသာလူလေးတစ်ခွက်နဲ့ပေါ်မုံဟောတော့အိပ်ပြောသွားမှာဆိုနောက်ရမနေ့ကျမှကြာနာဆိုင်နေ့ကျအိပ်အဲ့လိုလုပ်တယ်အဲ့တော့ညသာစားခြင်းนี่ဟိုအိပ်ကိုကြီးစေနိုင်တယ်တဏှာကိုကြီးစေနိုင်တယ်ကိစ္စလည်းများစေနိုင်တဲ့အတွက်အဲ့ဒီညသာလေးတစ်ထလွတ်လိုက်ပါဒါအပြမသာလေးနာမ3ကြောင့်ဒီနာမ6ပိုးယူရတာထင်တယ်ဟုတ်ကလားဗျပြီးတော့ဗာမင်းနာမလိန်ကြီးအဲ့ဒါတွေလည်းနောက်ဆုံးကြတော့ဝိဘူတနာဌာနဆိုတာသူပါပြီးသားပါဟုတ်ကလားဒီကာချင်းပြီးချင်းပြီးဆိုချင်းပြီးမုတ်ချင်းဒါကိုယ်တိုင်လုပ်တာတော့ကြည့်ရှုချင်းနားထောင်ချင်းမင်းသမီးမင်းသားကြည့်မှမဟုတ်ဘူးနော်ကိုသမီးကိုသားကြည့်ရင်လည်း
တဏှာထားကြနေတာပဲကိုသမီးကိုသားအစဉ်ပြေတာလေးတွေ့ရင်ဒေါမနတာဖြစ်မှာပဲအစဉ်မပြေတာပြီးတော့ဒေါမနတာဖြစ်မှာပဲအဲ့တော့မင်းသမီးမင်းသားကြည့်မှာမဟုတ်ဘူးကိုသမီးကိုသားကြည့်လို့လည်းဖြစ်မှာဒီနေ့တော့ကိုဖြစ်နိုင်မျက်လုံးပိတ်ထားတာအကောင်းဆုံးပဲဟုတ်ဟဲ့အာရုံတော့မလိုက်တာအကောင်းဆုံးပဲအဲ့တော့ကာခြင်းပြီးခြင်းပြီးဆိုခြင်းတိမုတ်ခြင်းကြည့်ရှုခြင်းနားထောင်ခြင်းပန်းပန်းခြင်းနားနာလေးခြင်းနားနာရီခြင်းအထူးထူးချဲလဲခြင်းဟင်ဒါရဏဖောင်ကြီးဆိုရင်မွေးတွေဘာတွေဆောင်းခြင်းပေါ့မန္တနာဝကောင်းစားလာတွေဝချင်းဒါတွေမလို့ရဘူးတဲ့လုတ်ပါဖြစ်တော့ဝိဘုဒနာဌာနတတ်မှချင်းရဲ့အကြောင်းဖြစ်လို့ဟင်ကိုယ်တိုင်လည်းဒီအမွှေးနာမှာကိုခြေတုံးကတည်းကကိုကြိုက်လို့ခြေတာဒီလိုခြေပြီးကိုယ်တိုင်နဲ့ကိုပြန်ပြီးตาနေတတ်တယ်ဘေးတွေကကိုကိုကြည့်ပြီးတော့ပြင်ဆင်ထားလို့ချင်းသွားပြီးตาတတ်မဲ့ပြင်မနိုင်တယ်အဲ့တော့မိမိပြင်ဆင်ထားတဲ့အတွက်သူတစ်ပါးပြင်မလို့ရှင်ဒီနာရှိတဲ့ပုဂ္ဂိုလ်ပြင်မတဲ့အတွက်သူတစ်ပါးကကိုယ့်အကြောင်းအာဟုတုံဖြစ်နေမလားဟင်သူတစ်ပါးကမိမိတော်ကားရင်မိမိဒီလားမညှိုးနိုင်ဘူးလားနှုတ်နဲ့တော်ကားလည်းညှိုးမှာပဲဒေါသဖြစ်ရင်ဖြစ်မဖြစ်ရင်လောဘဖြစ်မှာပဲဟုတ်ကလားဟိအဲ့တော့ဒီကနေ့အတွက်ကိုအဲ့ဓာတွေကိုပြမှန်လိုက်လို့ရှိရင်ဝိဘုဒနာဌာနတတ်မချင်းရဲ့အကြောင်းဖြစ်တတ်မသိပြီးပေါ်လာရင်တို့နာမသုံးသိက္ခာပေါ်မှာညှိုးနိုင်လားဟင်ဒီတည်းကများအားကြည့်လာလို့ချင်းကျိုးနိုင်တယ်နှုတ်ပွင့်လာခဲ့ရင်ကိုကျိုးပြီးကိုဒီလည်းတော့ဖြစ်ရင်ပိုးရွကျိုးပြီးဟုတ်ကလားဟိဒါမို့ဒီနံပါတ်9ကတော့နာမ3ရဲ့ကြားကံမဲမဟုတ်ဘူးလားနာမ3ယူလို့ဒီကနေ့အဲ့ဒီကြားကံသူလည်းတဏှာကြီးမှလို့ထင်တယ်ဟိတဘောပေါက်ပလားဗျာဟင်နာမ7ကတော့ဥစ္စာတယနာမဟာတယနာဟုတ်ကလားဥစ္စာတယနာဆိုဥစ္စာနဲ့တယနာနဲ့အခုမဟာတယနာမဟာကတပုတ်တယနာကတပုတ်ဥစ္စာဆိုမြင့်တာတယနာကအိယာနေရဟုတ်ကလားမဟာကမြတ်တာတယနာကအိယာနေရဟုတ်ကလားဟိမြင့်တဲ့အိယာနေရမြတ်တဲ့အိယာနေရမနေရဘူးတို့ဒီလိုတရားဟောတာကတော့ဘုရားကိုယ်သားဖြစ်တဲ့အတွက်ဘလောက်မြင့်မြတ်မို့ထိုးနေနေကိုယ်တိုင်နေလို့ရှိရင်ယဟန်တပါးရဲ့နေရမယ်အမြင့်นี่ရှစ်လက်မတယ်မပူရဘောင်အောက်ရှစ်လက်မပဲရှိရမယ်ဟင်ဥပုဒ္ဒတရားလည်းနေမယ်ဆိုဘောင်အောက်ရှစ်လက်မပဲရှိရမယ်ဘလုံးဖြစ်ခဲ့ရင်လေဒီဟိုတရားပင်အောက်ထားတဲ့ဒုံဒုံလို့ခေါ်တဲ့ဟာမျိုးတော့သူကဘူမိဝိပါကနဲ့အလားတူရဲ့မြေနဲ့အလားတူတဲ့အတွက်သူ့ဘလောက်မြင့်မြင့်တဲ့ကြောင်းထက်တာလည်းမြင့်တာပါပဲသူ့တော့မြေအရာကိုတည်ခဲ့အတွက်သူ့တော့ဘလောက်မြင့်မြင့်ကိုနေမဲ့တလုံးကုန်ဖြစ်ခဲ့ရင်ရှစ်လက်မတယ်မပူပါဘူးဟုတ်ကလားဗျာဟင်ကိုနေဖို့ကြတော့လေသူ့စာကတော့လက်ရှိတစ်လို့ပြောပါဗျာအဲ့တော့ဥပုဒ္ဒေမာနဒီကနေ့မြင့်နေနေရမနေရဘူးနေပါဖြစ်တော့မာနတက်မှာပေါ့ကြည်လားဒင်းတို့ငါနဲ့တူသလားဟင်ဘယင်ဖြစ်ပါစေအဲ့ဒီဘယင်ဟာဒီကနေ့အတွက်ကိုပလင်းတို့တလုံးတို့မတုံးတော့ဘူးဟင်ຢာသမန်ဆိုတာဝင်လာမှာဆိုလို့ຢာသမန်ဝင်လာရင်ဟောဟိုအာယုံလုံးမအောင်မလားအလုံးတော့ဘူးအာယုံတော့ဘာတော့မလဲဒီနေ့တော့ကိုຢာသမန်ဝင်မှာဆိုလို့တလုံးညောင်ကောင်းနေအကုန်ပယ်ရတယ်ပလင်းတွေအကုန်ပယ်ရတယ်သူ့ဥပုသ်ဆောင်လို့တတ်မှတ်ထားတဲ့နန်းကျမ်းပြင်ပေါ်မှာဟိုကောင်းစားလာမရှိပါဘူးဗျာရေလဲလေးဝတ်ပြီးတော့ဟိုရေလဲပသိုးလေးကိုလဲတော့ပသိုးလေးကိုကြံခင်းပြီးတော့ဟိုຢာသမန်ချပြီးအဲ့လိုနေရတယ်ဒီနေ့တော့ဟင်မိဖုရားတွေနဲ့ဆက်ဖြတ်အာယုံတော့ကိုပါမှာဆိုလို့လေအဲ့လိုကျင့်ရတယ်မြင့်တဲ့နေရာနေရင်မှန်တတ်ပါလေမြတ်တဲ့နေရာဆိုတာတို့ရှိခိကတော့တာမွေးခေါ်စောကြီးတွေဤကနေညိတ်နေတဲ့ဇင်ငံနေပြောတာပေါ့ဗျာအခုခေတ်တော့မှုလေးနဲ့တို့ဘာစပလီနေနဲ့တတ်ထားတဲ့မွေရာတွေခေါ်စောတွေမရှိဘူးလားဗျာအဲ့လိုဤကနေညိတ်နေတဲ့ဇင်ငံလေးရှိမသုံးနဲ့ဟုတ်ကလားဗျာဟင်ဘာဖြစ်လို့တော့ဒီလိုမြတ်တဲ့နေရာတွေနေတော့တဏှာထားကြွမလာနိုင်ဘူးလားတဏှာထားကြွနိုင်နာမသုံးသိက္ခာပုမညှိုးနိုင်ဘူးလားဟင်အားမရရင်တော့ကျိုးကိုကျိုးမယ်အဲ့တော့နာမ3သိက္ခာပုကြောင့်ဒီနာမရှိတဲ့ထပ်ဖို့ယူရတာထင်တယ်ဟဲ့အဲ့တော့နာမ6နာမ9နာမ8ဒီသိက္ခာပု3ပုဒီနာမ3ရဲ့ကြားခံကြီးတယ်မဟုတ်ဘူးလားဟင်အဲ့တော့တို့ဒီနေ့အတွက်ကိုအဖိုးအိုတွေအဖွားအိုတွေပြင်ကျန်းနဲ့တိုက်မိရင်ဟိုမခံပါလို့ရှိရင်အဝတ်အစာထဲတဲ့မွေးတာဥံစံပတ်ထဲတဲ့မွေးရတော့3ကောင်းလေတဲ့ပြီးတော့တိရွက်ထဲတဲ့မွေး3ကောင်းမို့လို့လဲလို့ဤကလေးကြီးနေဖြစ်မှာမတော့အောင်ဟင်ပြီးတော့တို့လူမမာတွေဂီရာနာတွေငယ်သူဖြစ်ပေမဲ့လေ
ကျမ်းပြင်ပေါ်မှာနေရင်သူတို့မခံနိုင်လို့ရှိရင်လည်းသုံးကောင်းပါခုနကတည်းကအဝတ်အစာထဲတဲ့မွေရဥဒ္ဒံပါအစာထဲတဲ့မွေရဟုတ်ကလားတိရွက်နဲ့လှုပ်ထားတဲ့မွေရဒါတွေကဣကနေညင်ကနေမဖြစ်ဘူးလေဟုတ်ကလားဗျအဲ့ဒါမသုံးရဘူးမှတ်မိကြပါလားအဲ့တော့ဘယ်သိခါဖို့ဘာကြောင့်ယူရတယ်ဆိုလဲသဘောပေါက်ဦးဒါမှတည့်ရဲ့ဆိုတော့ဒီသိခါဖို့တွေယူအားကျိုးလတ်မှာပေါ့သဘောပေါက်ကြပြီသဘောပေါက်ရင်ဆူတောင်းဆိုဒီကနေ့ဒီသေနာပါပါအတိတ်ပဲသိသိနဲ့ယူထားတဲ့ဒီတီလာကုသို့ဒီလိုစောင့်လို့ထိမ့်လို့တဲ့ဒီတီလာသေရနာထင်တယ်ဟဲ့ဒီသေရနာလေးဒီမက်ဖို့ရဲ့ထောက်ပံ့ဖြစ်ပါသေးတာဆိုဒီဟာလေးသာသူတောင်းအောင်တဏှာတွေတော့တောင်းမနေနဲ့ရနိုင်မယ်ဒီပစ္စည်းလူလို့ဘာရမယ်တောင်းမနေနဲ့မက်ဖို့ရဲ့ထောက်ပံ့တာတောင်းဟုတ်ကလားဟဲ့ဒီတီလာကြောင့်လူဖြစ်ဖို့နတ်ဖြစ်ဖို့တောင်းမနေနဲ့သူဟိုညနေသာသားတယ်လို့ပေါ့သူဒီနေ့ဟိုညနေသာသားမထင်နဲ့ဟဲ့အရေးဒီရောဖတ်ဒီရောတို့နေတဲ့ညနေသာမစားဘူးလားဟဲ့အရေးဒီရောမတော့ဘူးလားအဖတ်ဒီရောမစားဘူးလားအိယာဝင်တော့ဖရာတပိတော်မတို့ဤကဲတို့ထမင်းနေစားဟင်းနေတော့အရေးဒီတော့အချင်းကြောင့်နှစ်ဖြစ်ကနောက်ဖေးပါရပါလို့သူတောင်းလားအချင်းကြတော့အချင်းကြတော့ဘယ်နဲ့တော့ပါတာပဲဗျတောင်းမနေနဲ့နောက်ဖေးပါသူများဟုတ်ရဒါတော့သုံးလူလို့ဘာဒါနောက်ဖေးပါသူတွေတောင်းမနေနဲ့ဟင်ဒီတိရတော့ဘာနောက်ဖေးပါသူတောင်းမနေနဲ့အဲ့ဒါအချင်းကြသွားလိမ့်မယ်ဟုတ်တယ်မယ်ဟင်တောင်းနေလားခဏဟုတ်ကလားမတောင်းနဲ့ဗျာအဲ့တော့မက်ဖို့ရဲ့ထောက်ပဒါနသေရနာသီလသေရနာလေမက်ဖို့ရဲ့ထောက်ပံဖြစ်ပါသေးတာဒါသာတော့တဲလိုက်သူဗျာဣဒာမေပုံညာမက္ကဖလညာနာတသိစေယောဟောတုမိဖရာတပိတော်မာဤဣဒံပုံညာယခုသောတိယသောကရဏဂုံသုံးပါးနှင့်8ပါးသောသီလကုသိုလ်သည်ယနေ့လူဒါညသောဒါနကုသိုလ်သည်မက္ကဖလညာနာတမဲ့ညာပူညာအားပြည့်စေရောကျေးဇူးပြုတတ်သောအကြောင်းအထောက်ပံ့သည်ဟောတုဖြစ်ပါစေသာတေတရဏေနတရဏဂုံသုံးပါးနှင့်ဗဟာတကွအထင်္ဂသမ္မာနာကတံအင်္ဂါ8ပါးနှင့်ပြည့်စုံသောဥဘောတတသီလံဥပုဒ္ဒောသီလကိုတာရုခံကတ္တဝါကောင်းစွာခံယူသောတိကြပြီး၍ဓမ္မံတရဏဂုံသုံးပါးနှင့်တကွ8ပါးသောခြင်းကိုသိက္ခာပုဒ်တော်မြတ်ကိုအပမာဒေနမမိတ်မလျော့မပေါ့မစာသောတတိတရားဖြင့်တံပါရိတမညူမကြောက်မကျူးမပေါက်မပြောက်ကြရအောင်ကောင်းစွာဖောက်တည်ဆောင်တိန်နိုင်ကြပါစေ